အားလုံးပဲမင်္ဂလာပါဂိမ်းကောင်းလေးပြတာကြိုက်ဆိုတော့ဂိမ်းကောင်းလေးလာပြပေးရပါဒီနေ့မှလည်းအကောင့်ကတသိန်းကျော်တန်အကောင့်လေးပေါ့တသိန်းကျော်နဲ့အရန်စောလို့ကောင်းမဲ့အကောင့်လေးလာပြီးတော့မှပြပေးတာပါဒီအကောင့်ထဲမှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ချင်းပြချင်းသွားကြည့်မယ်ဒီအကောင့်လေးကမိုက်တာတော့တော်တော်မိုက်တယ်ဗျာဒီလားအဲ့ဒါကြောင့်မလို့ဒီအကောင့်ထဲမှာဘာတွေပါလဲဆိုတာပြပေးပါမယ်ဒီအကောင့်ထဲမှာဆိုလို့ရှိရင် Cushion KWF ပါပြီးသားဗျာ Cushion KWF Fast Collector Granger ရဲ့ Prime Skin တွေပေါ့အဓိကတော့ဒီ၃ခုပါတယ်ပေါ့ skin လေးတွေကတော်တော်မိုက်တယ် Flora မှာဆိုလို့ရှိရင်လည်းသူကအခုမှထွက်တဲ့ season skin လေးကပါထားပြီးသား main လေးတွေဆော့မယ်ဆိုရင်တော့ quality ပဲပေါ့မိုက်တယ်။ကြားလေးဆော့မယ်ဆို cushion ဆော့ချင်တယ်ဆိုရင်လည်းမိုက်တယ် Fast Collector လေးနဲ့အကောင့်လေးကတော်တော်လေးတော့လာတယ်မိုက်လဲမိုက်တယ် skin က300ပြည့်တော့မယ်အဲ့ဒါအောင်မှဒီ skin ဒီအကောင့်လေးကိုတသိန်းခွဲနဲ့ရပါမယ်အားကြောင့်မလို့ဒီအကောင့်လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီ TikTok chat box ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ Facebook page တောင်းမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ Telegram တွေကနေလာပြီးတော့မှအမေးမြန်းလို့ရပါတယ်ဗျနောက်ပြီးဒီအကောင့်ထဲမှာဆိုချက်သူက weekly pass ကရက်20စာချက်နေကျွန်တော်နေ့တိုင်းတော့ဝင်မယူနိုင်ဘူးယူနိုင်တဲ့သူတွေမြင်ယူသွားတာပိုကောင်းပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်နေ့တိုင်းဝင်ယူဖို့မအားလို့ပါဗျနောက်ပြီးဒီမှာ garden ထဲမှာဆိုလို့ရှိရင်သူက Naro event ရဲ့ face လည်းမဖြစ်ရဘူး premium supply card တွေလည်းမဖြစ်ရသေးဘူးအားကြောင့်မို့လို့ဒီအကောင့်လေးက Naro event အတွက်လိုချင်နေဆိုရင်လည်းအဆင်ပြေrecord ကကြတော့သူကကြတော့ဒီ software record လေးပဲအဓိကပါတယ်ဗျ free record လေးတော့ပါတော့ပါ no error ပါ no error တပ်ပါတီဘာတစ်ခုနဲ့မှမချိန်ထားပါဘူးတပ်ပါတီလည်းကင်းပါတယ်အဲ့ဒါကြောင့်မို့လို့ဒီအကောင့်လေးကတော်တော်လေးတော့မိုက်တယ်မိန်းကလေးတွေဆော့မယ်ဆိုရင်လည်းမိုက်တယ်ယောက်ျားလေးတွေကူရှင်ဆော့ခြင်းနဲ့ဂရန်ဂျာဆော့ခြင်းနဲ့ဆိုရင်လည်းမိုက်တယ်မိန်းကလေးဒါတော့မိန်းကလေးဆော့ရင်တော့ပိုတော့မိုက်တယ်အကောင့်ကတော်တော်လေးတော့လာတယ်ဟီရိုလည်းပြေပါပြီလိုရီလည်းရောက်ထားပြီးသားပါအကောင့်ထဲမှာတပ်ပါတီမပါပါဘူးတပ်ပါတီတွေဘာတစ်ခုနဲ့မှမချိတ်ထားပါဘူးတပ်ပါတီကင်းပါတယ်တော်တော်လေးလဲမိုက်ပါတယ်သူ double diamond လေးတော့ဖြည့်လို့မရတော့ဘူးသူ double diamond လေးတော့အကုန်ဖြည့်ထားပြီးသားဆိုတော့ double diamond တော့ဖြည့်လို့မရတော့ဘူးအဲဒါကြောင့်မို့လို့ဒီအကောင့်လေးကိုကြိုက်တယ်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Genesis Collector ကိုဆက်သွယ်လာလို့ရပါတယ်မြန်မာငွေ3သိန်းနဲ့ပါအကောင့်နဲ့ပတ်သက်ပြီးတော့မှသိချင်တာရှိရင်လည်းလာပြီးတော့မှမေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်